ကဲမင်္ဂလာပါဆိုတော့လက်ရှိပြောပြတော့မယ်ဟာတော့ဒီ Google ထဲက file နေပြီးနေတဲ့ဟာကိုကျွန်တော်ဘယ်လိုမျိုးရှင်းရမလဲပေါ့Google Play Store တွေ Google ကောက်ထဲမှာရှိတဲ့ Gmail ကောက်ထဲမှာရှိတဲ့ story ကိုဘယ်လိုရှင်းရမလဲပေါ့လက်ရှိမှာတော့ကျွန်တော်ရဲ့အကောက်က store ကတိတ်မရှိတော့50အောင်လောက်ပဲရှိတော့ကျွန်တော်ခုနလေးမှာဖျက်လိုက်တာပေါ့နော်ဒါဘယ်လိုလုပ်ရမလဲဆိုရင် okay ဖြတ်ထွက်မယ်ဆိုပြီးဆိုလို့ရှိရင်ဖုန်းတိုင်းမှာတော့ပါမှာပါဒီ Google Photo ဆိုတာလေးGoogle Photo ဆိုတာလေးပေါ့စားကျွန်တော် 100% ထိဟိုကနေရဲတာပေါ့လုံးလုံးမရအောင်ဒီကောင်ထဲမှာလည်းမျိုးရှိတဲ့ဒီကောင်ထဲမှာဖြစ်လို့ရတယ်ဆိုပြီးတော့မျိုးတွေတင်တာပေါ့တင်နေဆိုပြီးတော့တင်တာပေါ့ဒါမဲ့ဒီလိုလုပ်လို့လည်းဒီ Google ထဲမှာရှိတဲ့ photo တွေ video တွေတခြားအရာတွေလည်းဖြစ်လို့မရအောင်ပေါ့သူဖြစ်လို့မရအောင်ဆိုတော့မရဘူးဖြစ်လို့မရအောင်ဒီထဲမှာ Google Store မှာရှိတဲ့ဟာတွေဘာမှမပြေဘူးပေါ့ဆိုတော့ဘယ်လိုဖြစ်ရမလဲဆိုရင် okay ပတ်ထွက်မယ် okay ဒီ software ထဲဝင်ထားပြီးဆိုတော့software ထဲဝင်ထားပြီးဆိုတော့ဒီ photo ထဲဝင်ပြီးဆိုလို့ရှိရင်ဒါတွေကလက်ရှိဖုန်းထဲမှာရှိတဲ့ပုံတွေမဟုတ်တော့ပေါ့ဗီဒီယိုတွေမဟုတ်တော့ဒါကလွန်ခဲ့တဲ့2020ကတည်းကပေါ့2020ကတည်းက photo လေး okay ဒါတွေဖြစ်လို့ရတာပေါ့ okay ဒါလေးဖြစ်ပြီဆိုလို့ရှိရင် okay တန်းပြီးတော့ဖြစ်မှာပေါ့ဖြစ်ပြီဆိုလို့ရှိရင်အများကြီးပဲပေါ့ကိုဖြည့်ချင်တာဒီဖြစ်အများကြီးဖြစ်okay ကိုလိုရှင်တဲ့ဟာလေးကဖြစ်မနေတင်ထားမဲ့ဟာလေးရှိရဆိုရင်ဖြစ်ဖြစ်နဲ့ထားလိုက်ပါအထာတွေကတော့ဘယ်လိုတော့ဆိုလို့ရှိရင်တော့အဲ့လိုမျိုးလေးပါလိုရဆိုလို့ရှိရင်တော့ပြန်လေးချက်လေးထောက်ပေါ့ဘယ်လိုလေးပေါ့ okay ဆိုပြီးရင် first လေးကိုနှိပ်မယ်ပြီးရင် move to test လေးကိုနှိပ်မယ် okay ဒါဆိုရင်ပြတ်သွားပြီပြတ်သွားရင် management ဘယ်လောက်ရှိသေးတော့ဆိုရင်ကြည့်မယ်တော့ရော့သွားokay ရော့သွားဘယ်လောက်ရော့သွားလဲဆိုရင်liter မှာ